ယ်လိုလုပ်ပေါ်ရောက်သွားလဲအောက်ကလုံညုံကြီးကကျွန်တော်အပေါ်မှာစောင့်လို့ရတယ်ဆိုလို့ ဟောအမောင်လေးမကြည့်ပါဘူးလာတော့မယ်အကူ နေကောင်းတယ်မလားမ ပေးဒီလိုပါ ဖေကျွန်တော်ပေးလာဒီဘက်ကကြာမခင်မခင်လောဆယ်ကြာဒီမှာအိတ်လိုက်ပေါ့ဒါဟိုဆိုဖာဆိုပေမဲ့ဒီလိုဆွဲလိုက်ရင်ကြာတော့ဟိုအိတ်ရတယ်မျိုးလေးဖြစ်သွားကျဲပါရဲ့တယောက်တည်းအိတ်လို့ကြာ ရပါတယ် ပြီးတော့မတော့ခါကျဒီမှာပဲအိတ်တာဒီမှာပဲနေတော့ပဲဟာကိုထောက်ကတရားလဲလား ကျန်တာကဒီမှာအခြေချပြီးလောက်ရမှာရန်ကုန်ပြင်လိုက်မယ်ဒီမှာလည်းအများကြီးမတည်ရင်ဆိုတော့ ပိန်သွားရနော်အဖေနာရီအတွက်လည်းတယောက်တည်းနဲ့လုံနေရပင်မနဲ့မလားမလည်းဒီ မကျွန်တော်ခီးပန်းလာတာပြမနေပြီ အေးပါပြီးမညစာလုပ်လိုက်မလားဆိုဟယ်လို ဟောကိုခန့်လား ရန်ကုန်မှာဆင်ပြေရမလား ဟုတ်ကျွန်တော်ဆင်းပြပါတယ် ဒီရန်ဒီရလို့ဆက်လိုက်တာကိုပို့ရဆိုင်လည်းမပြောင်းဘူးနော်လုံများနေလို့လား ကျွန်တော်ကောင်လေးကမကြိုက်လို့ပါ ဟော ကိုလည်းဆင်းပြပဲသူတယောက်ယောက်နဲ့တွေ့ပြီးတော့ပြောပြောနေတင်ပါပြီဒီတိုင်းဆိုဆင်းမပြေဘူးလေကိုတက်ပြောတာပါ နောက်တစ်ယောက်ထားဖို့ကတော့ဖြစ်နိုင်သေးပါဘူးကိုကကတော့မှလဲပြူဖြစ်နေတာသိမလို့ပဲ နေရာဒီတရလုံးကြည့်ကြပြပြီးမှပြောတာပါ ခုပုံစံတားဆိုးနေလို့လား ချားတဲ့ကိုမမပြီးလို့စင်တင်မဖြစ်နေဘူးဆိုတော့လည်းပြောချင်တာပါပြီးတော့ကျွန်တော် move မှာရမယ်ကျွန်တော်တက်လည်းဆင်းမပြေဘူးလေ အင်းမကိုစူးစမ်းပါမယ်ဒါဆိုဒါပဲလीနော် ဟုတ်ကိုခန့်နားလည်ပြီလို့ကျေးဇူးပါ 30%ပတ်စံဝရှိသေးရလားအလုပ်ထွက်တာလည်းကြာပြီဆိုတော့ တိုက်ခိုက်ရောက်တော့ဂျန်နဲ့ဟာရောရှိသေးတယ်လောက်ကထွက်တာမဟုတ်ဘူးထုတ်ခံရတာ အော်အဲ့တော့ဒီမှာမလုပ်မယ်စဉ်းစားထားလဲ ဒီသေးပါဘူးဗျအဲ့ဒါဒါပေမဲ့ဒီတိုင်းတော့မနေပါဘူးတခုလုံးပါပါ ဟိုဗာလေးညာလေးရောဝနာပါတာမျိုးမရှိဘူးလားဟိုစိတ်ဝင်စားတာတခုခုပေါ့ ကင်မရာဘိုင်းတော့ဝါနာပါတယ်ဒါပေမဲ့ကင်မရာလည်းအစဆုံးပြန်တော့မှာအခြေခံနေသင်တန်းလည်းမတက်ချင်ဘူးဗျ ဟိုအဲ့ဆုံးဘူးနဲ့မမ app တစ်ခုရှိတယ်ပြီးတော့အခုမအဲ့လို business ဘိုင်းတွေပါဆိုရင်လည်းအဲ့ app တွေကနေပဲလိုက်ပြီးတော့လေ့လာတာပေါ့နော်ပြီးတော့သူကအဲ့လို lesson လေးတွေတင်ပေးရဆိုတော့လမ်းလို့ရတယ်လွယ်တယ် အဲ့လို FI ရှိရလား ရှိအဲ့ပြီ လုပ်ပြီးပါဦးတခြား အဲ့ဟာတောင်းပေးမယ်နဲ့ရှာပြီးတော့ဒီမှာ MMF ဆိုရက်အဲ့ application သူကအမှားဦးနင်းစိတ်ဝင်စားရဆိုရလို့ photography ဘိုင်းနဲ့ပတ်သက်တဲ့လို့ tutorial လေးပါလေသူအမြင်တင်နေပေးရ။ညမှာလိုက်ကြည့်လို့ရ အဲ့ဆိုမှ register တစ်ခါလေးလုပ်ပေးတာလေကျွန်တော် vacancy လိုက်အောင်မပြီးပြီမလား ။ပြင်ယူရတော့
ဆရာတို့အနေနဲ့အခုမှစပြီးတော့ရုပ်ရှင်ရိုက်ကူးကိုလေ့လာမဲ့သူတွေအတွက်အဓိကလိုအပ်တဲ့အချက်တွေကဇလန်းဆက်ညွန်ကိုတေချာရွေးချယ်တက်ဖို့ရည်ကြီးတယ်။ကောင်းမွန်တဲ့ကင်မရာတွေပစ္စည်းကိရိယာကောင်းတွေကိုအသုံးပြုခြင်းမပြုခြင်းတဲ့ဇလန်းဆက်အိမ်ခိုင်မာလို့ရှိရင်ပရိသတ်ကိုပို့ပြီးတော့ဆွဲဆောင်နိုင်တယ်။အထူးသဖြင့်တာမန်ဖုန်းတစ်လုံးနဲ့ရိုက်မယ်ဆိုရင်တော့ဇလန်းဆက်အိမ်ကအဓိကကြပြီးတော့ခိုင်မာတဲ့ဇက်အိမ်ရှိနေလို့ရှိရင်ပရိသတ်ရဲ့လက်ခံမှုအများကြီးရရှိနိုင်တယ်။ဒါအပြင်ရည်ကြီးတယ် ငါတို့ကုမ္ပဏီကဘယ်လို support ပြိတ္တကပြင်းနေတာလားသူတို့ကြည့်ရ ဒီ market ကြီးတစ်ခုလုံးကိုမှွေထားပြီးသားအဲ့ဒီမှွေထားပြီးသားကအကြိုက်လို့ ဆိုရတဲ့ belly ရှိရဲ့ app ကကျတော့ fine ပေါ့ ပါရဟောဒီကြီးလား ဒီကရင်6ဖြစ်ပါတယ် bye bye 3ရတယ် see you later ဘယ်ရနိုင်လဲအသားတက်တွေရနိုင်တဲ့နေရာတွေ တွင်တွေ့နေကြဖြစ်တဲ့စာမေးပွဲ နောက်ကျော်ဒီနေ့ တို့ကဒီတန်ရှိတရတွေကို ဒုတိယပိုင်းနေရတော့ တက်အပီစနာထိုးနေတာ mirror and talking မှန်ကြည့်ပြလေ့ကျင့်တာ doing meditation နော် ဆက်ဖိတ်ကြလို့မကောင်းအောက်ပိုင်းဒီ ကျွန်တော်တို့နိုင်ငံကို roundness ကိုလုံးမှာ screen မှာ live ဖော်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီ Android ကကြည့်မယ်ဆိုရင်ဟောတယ်လား movement per second ကိုအသုံးပြုပြီးရိုက်ကြတာများပါ character နာမည် okay ဒီနားမှာကြာပြီးတော့ စေးတစ်ခုချင်းစီကိုမလေးလာခင်ဒီစေးတွေရဲ့အား အပြောမှဆိုဒီ AOA ကဒီလိုဖြစ်သွားမယ်